အိမ်တော်ရေးမှာတနစ်ကျော်ပတ်သက်မှုမရှိတော့ဘူးဆိုရင်တရားဝင်ပြည့်စဲပြီးဖြစ်တယ်ဆိုတာဟုတ်ပါသလားအားလုံးပဲမင်္ဂလာပါကျမကတော့တရားလွတ်တော်ရှိနေဒေါ်ချစ်ချစ်စံဖြစ်ပါတယ်မိကုန်းလေးတစ်ခုမေးမြန်းထားလို့ဖြေကြားပေးချင်ပါတယ်ရှင်မိကုန်းလေးကအိမ်တော်တစ်ခုမှာပတ်သက်မှုကတနစ်ကျော်ရင်တရားဝင်ပြည့်စဲတယ်ဆိုတာဟုတ်ပါသလားဆရာမဆိုတဲ့မိကုန်းလေးမေးမြန်းထားပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒီလိုမိကုန်းပုံစံကိုလည်းကျမဖြေကြားခဲ့ပူပါတယ်เนาะအဲ့ဗီဒီယိုလေးကတော့ဒါ3နှစ်ပေါ့เนาะ3နှစ်နေရင်ဒါလေးများအလိုအလျောက်ပြည့်စဲပြီးဖြစ်တယ်ဆိုတာဟုတ်လားဆိုတဲ့မိကွန်းလေးပေါ့နော်အဲ့ဒီမိကွန်းလေးပေါ်မှာလည်းကျွန်မဖြေကြားခဲ့ပြီးဖြစ်ပါတယ်အဲ့တော့မြန်မာလေးထုံတဲ့ဥပဒေရပေါ့နော်လင်မယားတွေကွာရှင်းပြည့်စဲမယ်ဆိုရင်နှစ်ဦးသဘောတူကွာရှင်းလို့ရတယ်တစ်ဖက်ဖက်ရဲ့ဒါအိမ်တော်ရေးပြည့်ချက်ရှိရင်တရားစွဲပြီးကွာရှင်းလို့ရတယ်ဒါမှမဟုတ်စွန့်ပစ်မှုအခြေခံပြီးတော့ကွာရှင်းပြည့်စဲလို့ရတယ်ပေါ့နော်အလိုအလျောက်ကွာရှင်းပြည့်စဲသွားတယ်ဆိုတာတော့လုံးဝမရှိပါဘူးအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်တစ်နေ့ကြာထောက်ပံ့မရှိဘူးပေးကမ်းမရှိဘူး၃နေ့ကြာထောက်ပံ့မရှိဘူးပေးကမ်းမရှိဘူးဆိုယုံများနဲ့အလိုလျောက်တော့မပြည့်စဲသွားဘူးသူ့ရဲ့ဆောင်ရွက်မှုတွေကတစ်ဖက်လူရဲ့ပေါ့နော်ဆောင်ရွက်မှုတွေကဘယ်လိုဆောင်ရွက်မှုတွေလဲစွန့်ပစ်မှုကိုအခြေခံပြီးတော့ဆောင်ရွက်လို့ရတဲ့ကိစ္စတွေလားစွန့်ပစ်မှုကိုအခြေခံပြီးဆောင်ရွက်လို့ရတဲ့ကိစ္စတွေဆိုရင်လည်းအလိုအလျောက်ပြည့်စဲသွားတာမဟုတ်ဘူးစွန့်ပစ်ခြင်းခံရသူရဲ့ဆန္ဒပေါ့နော်သူဆန္ဒကဘယ်လိုရှိလဲပုံမှန်မူတည်ပြီးတော့မှကျမတို့ဥပဒေနဲ့အညီဆက်လုပ်ရမယ့်ကိစ္စတွေရှိတယ်အဲ့လိုမဟုတ်ဘူးသူကအိမ်တော်ရေးပြစ်ချက်တွေကိုကျူးလွန်နေဆိုရင်လည်းအဲ့ဒီအိမ်တော်ရေးပြစ်ချက်ပုံမှန်မူတည်ပြီးတရားစွဲပြီးတော့ကွာရှင်းထားရမယ်ဒါမှမဟုတ်ရင်လည်းနှစ်ဦးသဘောတူကွာရှင်းထားရမယ်အဲ့လိုမျိုးကွာရှင်းမှသာလေဥပဒေကြောင်းအရပြည့်စဲပါတယ်အလိုအလျောက်တစ်နှစ်တို့၃နှစ်တို့၄နှစ်တို့၅နှစ်တို့ဘယ်နှစ်ပဲဖြစ်ပေါ့နော်ဒီတိုင်းပြီးခွဲခွာနေထိုင်နေုံနဲ့တော့အလိုအလျောက်ပြည့်စဲသွားတာမျိုးလုံးဝမရှိဘူးဆိုတာလေးကိုကျမအနေနဲ့အကြမ်းမြင်လေးဆွေးနွေးပေးလိုက်ပါတယ်အားလုံးသာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ